အားလုံးပဲမင်္ဂလာပါခင်ဗျာဒီ project လေးကတော့ပဲခူးတိုင်းမင်းလာမြို့နယ်မှာရှိတဲ့ကျွန်တော် decoration engineer အနေနဲ့တာဝန်ယူပြီးတော့လုပ်ဆောင်ခဲ့တဲ့ project လေးဖြစ်တယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ JME Safe Furniture ကျွန်းပါကင်းမျက်နှာကျက်အားလုံးတာဝန်ယူပြီးတော့လုပ်ခဲ့ရတယ်ကျွန်တော်တို့နှစ်ခန်းလုပ်တယ်ပေါ့နော်ဒီကတော့ပထမတစ်ခန်းဒီမှာဆိုရင်ကျွန်တော်တို့ designer သုံးပေးထားတဲ့ furniture တွေကိုအင်ရှင်ကလုံးဝတစ်ခုမှမဖြုတ်ခွင့်နဲ့အကုန်လုံးလုပ်သွားတယ်ပေါ့နော်ဒီမှာ furniture ဘိုင်းမှာဆိုကျွန်တော်ကြိုက်တာအဲ့လိုနှစ်ထပ်တကားလေးသုံးထားကိုသဘောကျတယ်ပြီးရင်နောက်ထပ်သူ့ရဲ့အယောင်စက်ကလေးပေါ့အယောင်စက်တွေကလုံးဝငြိမ်ပြီးတော့ပိုးဆန်တယ်ပြီးရင်ဒီထည့်ပေးထားတဲ့မီးလုံးမီးအယောင်လေးတွေပေါ့လုံးဝ color စက်ကလေးကသဘောကျတယ်အဲ့လိုမျိုးပြီးရင်ဒီအဲ့လိုမျိုးဒီကျွန်တော်ဒီအချိုက်ဆုံးကတော့ဒီလိုမျိုး furniture တွေမှာအဲ့လိုမျိုးပေါ့နော်ဒီနှစ်ထပ်တကားတွေသုံးပြီးဒီအထဲမှာလည်းအဲ့လိုမျိုးပစ္စည်းထည့်ပြီးတော့တင်လို့ရတာလေးထည့်တာကျွန်တော်ကိုယ်တိုင်လည်းဒီ designer ရဲ့ design အတွက်အပြင်မှာရလာအောင်ကျွန်တော်တို့ကြိုးကြိုးစားစားပြီးတော့လုပ်ခဲ့တယ်ပြီးတော့ Asian အမရဲ့ဒီကျင်းနှမှုကိုလည်းရရှိခဲ့ပေါ့နော် Asian မှာလည်းတော်တော်လေးကျင်းနှပါတယ်ကျွန်တော်လုပ်ပေးခဲ့တာဟုတ်လေပြီးရင်ဒီမှာ wardrobe တွေဒီမှာပါတဲ့ line တွေဆိုလည်းကျွန်တော်အသေးစိတ်ခြားလေးထိုးတာပြီးရင် စိတ် color လေးပါအဲ့လိုအနုစိတ်လိုက်ဖြစ်ရပြီးဒီ basin ဒီမှန်တေကုံတွေပေါ့မှန်တေကုံတွေမှာဆိုလည်းသူမှန်တွေပါထည့်တာသဘောကျအဲ့မှာဒီ LED ဒီမှန်လေးဆိုလည်းကျွန်တော် site မှာတေချာတိုင်းပြီးတော့ site ကိုတေချာအဲ့မှာကွက်တီမာတာဒီမှာရေချိုးကိုင်းအင်တာဆိုလည်းဒီ quest stone တွေတုံးတယ်ပြီးရင်ဒီရေချိုးကိုင်းနဲ့အင်တာပချောင်း temper glass နဲ့ကာပေးတာပေါ့နော်ပြီးရင်ဒီ upper cabinet တွေဒီမှန်တွေမီးလုံးတွေအလုံးအကုန်သုံးထားပေါ့အဲ့လိုမျိုးဒီမှာဆိုရင်ဒီမျက်နှာကျက် design ဆိုလည်းတော်တော်လေးလာတယ်ဒီ project လေးကတော့ကျွန်တော် Sakura Interior Decoration နဲ့လုပ်ခဲ့တဲ့ project လေးပေါ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်